ဒီနေ့ကတော့ကလေးကအဲကကိုအဝင်လေးတွေကိုလိုက်ပြပေးပါမယ်ရှင်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေနဲ့အမြင်မတူသွားရှင်နဲ့နားလည်ပေးကြပါအောင်ရှင်ငယ်လေးတွေကအရင်ကြက်ရတဲ့လောကမီနီဆိုင်လေးတွေလည်းရောက်ထားတယ်စီပြတ်တက်တီရောင်းရတဲ့အမှန်လေးလည်းပြင်ရောက်ပါပြီနတယ်လာလေးတွေပါနတယ်လာလေးတွေကဒီစကစ်လေးလည်းပါတယ်နတယ်လာပြီး ready လေးကကြတော့အထဲမှာ6ထုတ်ပါပါတယ်ရှင်ပြီးတော့မလေးရှားမိတ်လေးဒီတမ်တန်ရဲ့မီမီရဲ့8ပိုင်းရယ်ဆိုပြီးအယောင်300လာပါတယ်စိတ်လေးကလေကလေးလေးတွေအတွက်ဆိုအရင်တစ်တော်တဲ့စိတ်လေးပါပြီးတော့ဂျက်အန်ဂျီယာဝူရာကိုစတာလေးလည်းထပ်ပါလာပါတယ်ရှင်စတာပိုတီတိုလေးလည်းပါပါတယ်ရှင်ပါချက်ရဲ့ face lollipop လေးလည်းပါပါတယ်နက်နက်ကတော့ဘုံတော့မပါမဖြစ်လေးပါရှင်ဒီမှာဝယ်လို့မရတဲ့ချူပါချက်လေးလည်းရောက်ထားပါတယ်ရှင်ရော Hello Panda လေးတွေကကြတော့ကာလာလေးမျိုးရပါတယ်ရှင်ဂျက်အန်ဂျီလေးဖောင်းလေးတွေရဲ့ကိုလာကန်ဒီလေးတွေရဲ့ဘိုးဘွက်ကွယ်အောင်ရောင်းရတာရီမစ်လေးတွေရဲ့ KitKat True Finger ရဲ့ဟာရှင်းနဲ့ KitKat Bite လေးတွေပါရောက်ထားပါတယ်ရှင်ခုလို Walker ကာလာကြီးမှာ snack ကောင်းကောင်းလေးတွေလိုချင်ရင်တော့ Priya စီမှာမလို့ရပါပြီနောက်ဘလော့လေးမှာပြန်ဆောင်ပါမယ် Bye